ပြင်သစ်အသင်းဟာဒီတစ်ချိန်ကမ္ဘာဖလားကိုရရှိမှာမဟုတ်ပါဘူးဒါဟာသူတို့စီမှာအရေးကြီးတဲ့ကစားသမားတွေမရှိလို့မဟုတ်ပါဘူးတကယ်တော့သူတို့ဟာဒီတန်ပွဲမှာအင်အားတောင့်တင်းဆုံးအသင်းဖြစ်ပါတယ်ဘာကြောင့်လဲဆိုတာကိုကျွန်တော်ရှင်းပြပါရစေ PSG အသင်းဟာလက်ရှိချန်ပီယံလိဆုဖလားကိုရရှိထားတဲ့အသင်းဖြစ်ပါတယ်ဒမ်ဘီလီဟာလက်ရှိဘာလုံဒေါ်ဆုရှင်ဖြစ်ပြီးတော့ပြင်သစ်အသင်းသားကမ္ဘာဖလားရသွားမယ်ဆိုရင်နောက်ထပ်ဘာလုံဒေါ်ဆုကိုရဖို့ဘယ်သူကရေပန်းစားဆုံးဖြစ်လာမယ်လို့ထင်ပါတယ်မှန်ပါတယ်ဒမ်ဘီလီပဲထပ်ပြီးဖြစ်လာမှာပါဒါကြောင့်လဲဆိုတော့ Kvaratskhelia ဟာကမ္ဘာဖလားပြိုင်ပွဲမှာမကစားခဲ့ရလို့ဖြစ်ပြီး Michael Olise ကလည်းချန်ပီယံလိဆုဖလားကိုမရရှိခဲ့လို့ဖြစ်ပါတယ်ဒါဆိုရင်ဘာဘေးရဲ့စိတ်ထဲမှာဘာတွေတွေးနေမယ်လို့ထင်ပါတယ်သူဟာသူ့ရဲ့ကစားသမားဘဝထက်ဝက်လောက်ကိုပါရီမှာကုန်ဆုံးခဲ့ပေမဲ့တကယ်ကိုကြီးမားတဲ့အောင်မြင်မှုမျိုးတစ်ခုမှမရခဲ့ပါဘူးအဲ့ဒီနောက်သူလည်းထွက်ခွာသွားရော PSG အသင်းကချန်ပီယံလိဆုဖလားကိုနှစ်ကြိမ်တိုင်တိုင်ဆက်တိုက်ရရှိသွားခဲ့ပါတယ်တစ်ချိန်တည်းမှာပဲဒမ်ဘီလီကအောင်မြင်မှုတွေအားလုံးရဲ့ကြီးကျူးမှုကိုရရှိသွားပြီးဘာလုံဒေါ်ဆုကိုပါရရှိခဲ့တယ်လို့အခုဆိုရင်ဒုတိယမြောက်ဆုကိုပါထပ်ပြီးရယူဖို့ကြိုးစားနေတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒမ်ဘီလီကလက်ရွေးစင်အသင်းမှာခြေစွမ်းပြသွားမယ်ဆိုရင်ပြင်သစ်အသင်းဟာဘာဘေးရဲ့ပြင်သစ်အသင်းမဟုတ်တော့ပဲဒမ်ဘီလီရဲ့ပြင်သစ်အသင်းဖြစ်သွားပါလိမ့်မယ်အဲ့ဒီအချက်ကပဲပြင်သစ်အသင်းကမ္ဘာဖလားရှုံးနိမ့်သွားနိုင်မယ့်အကြောင်းရင်းဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဘာဘေးအနေနဲ့အောင်မြင်မှုတွေအားလုံးကိုသူတယောက်တည်းပဲရယူချင်နေမှာဖြစ်လို့ပါသူဟာဘောလုံးမပေးပဲတယောက်တည်းအားလုံးလုပ်ဖို့ကြိုးစားတာမျိုးမလိုအပ်ပဲအတင်းဆွဲကစားတာမျိုးတွေလုပ်လာနိုင်ပြီးဆယ်စုနှစ်တခုကြာတိစောက်ခဲ့ရတဲ့သူ့ရဲ့ထင်ပေါ်ကျော်ကြားမှုကိုဒမ်ဘီလီစီအပါမခံခြင်းတဲ့အတွက်တေချာပေါက်ကိုရမယ့်အခွင့်အရေးကောင်းတွေကိုဖြုံးတိပြမိနိုင်ပါတယ်ခင်ဗျားတို့ဘောဘယ်လိုမြင်လဲကွန်မန့်ရေးခဲ့ကြပါဦး